မင်္ဂလာပါစတေလာဦးပါရှင်ဒီနေ့ကတော့အခန်းကအပြူကြီးအမားတွေတောင်းဆိုလို့အမဲသားကိုပေါ့နော်ရှယ်နှစ်စားမှာပဲဖြစ်ပါတယ်ထမင်းနဲ့ပဲစားမလားဒံပေါက်တို့ပလာတာတို့နဲ့ပဲစားမလားပေါ့နော်အကုန်လုံးနဲ့လိုက်ဖက်တဲ့နီးလေးကိုစတေလာနှက်ပြမှာပဲဖြစ်ပါတယ်စတေလာလည်းပထမဦးဆုံးအမဲသားချက်ပူတာပေါ့နော်ကဲစတေလာနဲ့တူတူလိုက်ချက်ကြည့်အောင်နော်အရင်ဆုံးအသားနှစ်ကြားရအောင်စတေလာကအမဲသား1 ကီလိုဂရမ်ကိုချက်မှာပါတမယာသည်ချက်သွန်နီကြောချက်သွန်နီထောင်းတစ်ချက်ပိုးကရဝီရက်ချက်သွန်ဖြူဥမဆလာကတော့ဒါစတေလာ2မျိုးရောထားတာပေါ့နော်အသားမဆလာနဲ့ဆွီတီမဆလာအစိမ်းမုတ်ကိုလည်းအကြမ်းဖက်နဲ့ဒီအနုမုတ်ပေါ့နော်အနုမုတ်ကစတေလာအင်အားပို့ထားတာအဲ့ဒါနဲ့ရောမှာပါပြီးရင်ချင်းထောင်းထားတာရဲ့ဒါအစိမ်းမုတ်ကိုစတေလာပြန်ပြပေးတာပေါ့နော်โอเคပါစတေလာတို့အသားစားနေကြရအောင်เนาะအရင်ဆုံးစားနဲ့တမယာသီးတို့ကိုစားထည့်ပါမယ်တမယာသီးကိုကြတော့စတေလာအသား1 ကီလိုဂရမ်ပါပေါ့เนาะတစ်လုံးနီးပါးထည့်ထားပါတယ်တစ်လုံးဖြည့်ဖို့အစိတ်တသေးလေးတစ်စိတ်ပဲလိုတယ်ပေါ့เนาะအသားကိုပိုနူးစေဖို့အတွက်ရောနူးမြန်စေဖို့အတွက်ပေါ့เนาะပြီးလို့ရှိရင်အရသာအတွက်ကိုပါစတေလာတကြားညို့အနှဲငယ်ထည့်ပါမယ်ပြီးတော့စတေလာစားအပြင်မှာနောက်တခြားအရသာမဟုတ်ထပ်မထည့်တော့ဘူးပေါ့เนาะဒီသူ့ရဲ့ငကိုအရသာလေးနဲ့ပဲဒီဟင်းကိုစတေလာချက်မှာပါပြီးရင်တော့စတေလာတို့ချင်းထောင်းထားတဲ့စီကအရေကိုညှစ်ထည့်ပါမယ်အဖက်တွေကိုကနောက်ဆုံးမှာစတေလာထပ်ထည့်မှာပေါ့နော်ဆလမုတ်နှဲငယ်ရဲ့ပြီးလို့ရှိရင်ရောင်တင်မုတ်တွေကိုထည့်ပါမယ်ရောင်တင်မုတ်တွေလည်းတဖြည်းဖြည်းချင်းစတေလာနယ်လို့အဆင်ပြေအောင်လို့ဖြည်းဖြည်းထည့်ပြီးတော့နယ်သွားပါမယ်အယောင်တင်မုတ်ကလည်းကိုစိတ်ကြိုက်အနေများထည့်လို့ရတယ်စတေလာကဆက်အီလေးစားခြင်းလို့ပို့ထည့်ထားတယ်ပေါ့နော်ပြီးရင်တော့စတေလာအပေါ်မှာပြောထားသလိုမဆလာနှမျိုးရောထားတာထည့်ပါမယ်နယ်လို့ပို့ပြီးတော့အဆင်ပြေအောင်လို့စတေလာကတော့စီလေးနည်းနည်းကိုဒီမှာထည့်နေလိုက်တယ်ပေါ့နော်အကုန်လုံးကိုတည်တည်ချာချာလေးလက်နဲ့ဆုပ်ပြီးနေပြီးပါမယ်ဒီဟာတွေသဆင့်ပြီးသွားပြီဆိုလို့ရှိရင်တော့စတေလာကချက်သွန်ဒီထောင်းထားတာတွေချက်သွန်ဒီကြော်တွေကိုအကုန်လုံးကိုထည့်ပြီးတော့တစ်ခါပြန်နေပါမယ်ရှင်ချင်းထောင်းထားရည်လည်းထည့်လိုက်မယ်ပေါ့နော်အကုန်လုံးကိုထည့်ပြီးတော့စတေလာတိတိချာချာလေးဒီအသားထဲကိုအနံ့နေရောအရသာတွေရောဝင်မှုတော့ကိုဆုပ်ပြီးတော့တိတိချာလေးနေပြပါမယ်ဒါပြီးရင်စတေလာတို့ကချက်ဖို့ပဲသူဒီတိုင်းပဲအိုးထဲမှာတင်ပြီးတော့ချက်လိုက်မှာဆိုတော့လေဒီနေတဲ့ချိန်မှာပဲတိတိချာချာလေးထည့်နေပြီးဒီအသားဟင်းကတော်တော်လေးစားကောင်းပါတယ်နေတဲ့နေရာမှာကိုစိတ်ကြိုက်ပေါ့နော်တတိချာချာလေးနေပြီဆိုလို့ရှိရင်တော့စတေလာတို့သူ့ကိုအနည်းဆုံးမိနစ်30လောက်နှက်ထားပေးရမှာဖြစ်ပါတယ်အသားနဲ့တာအချိန်လေးတွေလည်းစေ့သွားပြီဆိုလို့ရှိရင်တော့စတေလာတို့စချက်ကြရအောင်ခုနကနေပြီးတော့နှက်ထားတဲ့အသားတွေကိုစတေလာတို့အိုးထဲကိုထည့်မယ်အိုးကလည်းမိမိကြိုက်တဲ့အိုးနဲ့ချက်လို့ရရပေါ့နော်ဒီတတူအိုးစတေလာတို့အိမ်မှာထမင်းချက်တဲ့တတူအိုးတွေရှိနော်အဲ့အိုးနဲ့ချက်တာစတေလာပို့ပြီးကြိုက်တယ်ဒါပေမဲ့စတေလာမှာဒီကျွေအိုးပဲရှိလို့ဒီကျွေအိုးနဲ့ပဲစပြီးတော့ချက်မယ်ပေါ့နော်အရင်ဆုံးသူ့ကိုရေကုန်အောင်လို့စတေလာတို့လုံးချက်လေးအရင်ချက်ပါမယ်စီကလည်းမိမိအနေများကြိုက်တယ်လို့ချိန်ထည့်လို့ရတယ်ပေါ့နော်သူ့အသားကလည်းစီကအနေငယ်ထပ်ထွက်အောင်မှာဆိုတော့နည်းနည်းတော့ချိန်ထည့်ပါစတေလာဒီလိုထည့်လိုက်တာအောင်နောက်ဆုံးမှာစီကအပေါ်မှာတော်တော်လေးကိုများနေတယ်ပေါ့နော်ရေကိုထပ်မထည့်ပဲနဲ့သူ့ထဲမှာပါတဲ့ရေတွေကိုပဲအရင်ဆုံးကုန်အောင်လုံးမယ်ရေတွေအကုန်လုံးကုန်သွားပြီးစီတန်လေးတွေပဲဖောက်အဲ့လိုမျိုးစီဖြစ်အဲ့လိုမျိုးအတန်လေးတွေကြားပြီးဆိုလို့ရှိရင်တော့စတေလာတို့ရင်နွေးပူတအိုးချက်ထားပါတော့အဲ့ဒီရင်နွေးပူကိုစတေလာတို့အသားတွေမြုပ်တဲ့အထိကိုထည့်ပေးရမှာဖြစ်ပါတယ်အရင်ကြီးအများကြီးလဲအသားဟင်းချက်ရင်အဲ့လိုကြီးဘိုးကြီးထည့်ချက်လိုက်လို့မရဘူးပေါ့နော်နည်းနည်းထည့်ပြီးတော့ချက်ပြီးမှအသားကပို့ပြီးတော့နူးအီလေးနဲ့စားလို့ကောင်းတယ်ပေါ့နော်ရေတွေအကုန်လုံးဝေါ်ကနေဆိုထည့်ပြီးချက်လိုက်မယ်ဆိုတော့အသားနည်းနည်းဖွယ်ကြီးဖြစ်သွားတတ်တယ်လို့စတေလာလူကြီးတွေစီကကြားဘူးတယ်ပေါ့နော်တကယ်လဲချက်ရင်အဲ့လိုနည်းနည်းထည့်ပြီးချက်တာပို့ပြီးတော့အဆင်ပြေတယ်ဒီလိုမျိုးရေမျိုးကိုစတေလာခဏပေါ့နော်နည်းနည်းထည့်ရင်းနဲ့ဒါဆိုလို့ရှိရင်စတေလာဒီဟာတော်ကြက်သွားပြီပေါ့နော်ကြက်သွားပြီဆိုတာရေလဲခမ်းသွားပြီအနှစ်တွေလဲကျပြီဆိုလို့ရှင်နော်စတေလာတို့ရဲ့ဟင်းကအရသာတော်တော်မွေးလေးနဲ့အီလေးပေါ့နော်အရန်ကိုကောင်းတဲ့အမဲသားနှက်ဟင်းလေးတစ်ခွက်ရပါပြီရှင်ပြီးရင်တော့စတေလာတို့ခွဲတန်းချပါမယ်ဒီအရင်ဆုံးကတော့အပေါ်ထက်ကတငယ်ချင်းတွေကိုသွားပို့ပေးမှာပေါ့နော်ဒါသူတို့အခန်းကိုပို့ဖို့အတွက်စတေလာအရင်ထည့်လိုက်ပါတယ်ပြီးရင်တော့စတေလာတို့ဒီမှာစားမယ့်ဟာတွေထည့်ပြီးလို့ရှိရင်နောက်ရက်တွေစားဖို့အတွက်ကိုဘူးနဲ့တေချာလေးထည့်ပြီးတော့ရေခဲတာတွေမှာတင်ပါပါဒီမှာကလည်းစတေလာတို့အကုန်လုံးကညီမတွေလိုနေတာဆိုတော့သူချက်ကိုစားကိုချက်သူစားနဲ့ဟင်းတွေကတော့အစုံစားရတယ်ပေါ့နော်ဒီနေ့ရဲ့အရန်ဟင်းလေးကတော့ပဲနီလေးကြာစံဟင်းကြိုရဲ့ငပိရီတိုးစရာအစုံနဲ့စားကြရအောင်စတေလာတို့အခန်းမှာနေတာကမွန်ကရင်ကချင်တွေဆိုတော့အခေါ်ဝေါ်တွေအသုံးနှုန်းတွေကမတူတော့ပေါ့နော်ရီတော့ရီနေရပါတယ်
ဒီနေ့ဟင်းလေးကလည်းအရန်ကိုစားကောင်းလို့နောက်ပတ်ကျရင်လည်းထက်ချက်စားပါအောင်မယ်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ပါဟင်းလေးချက်စားရင်ကောင်းမလဲဆိုတာကိုလည်း Stella ကိုအကြံပေးခဲ့အောင်နော်နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်တွေ့ကြပါမယ်အားလုံးပဲတတားပါအမစားလို့ရအောင်မယူမချမ်းနဲ့နန်းမင်းတို့ပို့ဒီပို့နဲ့နေစားချင်မှလည်းကောက်စားလိုက်နော်နေရတယ်ကြောပါဘာလို့စမလားဘာတော့ဘာချက်ချင်မှာလဲဟုတ်ကဲ့ရေတိကျော်အဲ့တော့မတော်စားဘူး